TikTok အမျိုးYouTube အမျိုးတွေအားလုံးပဲမင်္ဂလာပါနော်ထမင်းစားကြပါအောင်ဗျာဒါတော့ကျွန်တော်တို့အင်္ဂါနေ့နေ့လည်စာလေးပါဒီနေ့ကတော့ဗျာစိတ်သားနဲ့အာလူနဲ့ချက်တယ်ရှယ်ပါဗျာဒီနေ့ကတော့စိတ်သားနဲ့အာလူနဲ့ပြီးတော့တရက်ချင်းတော့တယ်ဗျာတရက်ချင်းဒါကတော့အစိမ်းကျော်ပါဗျာအစိမ်းကျော်ပန်းပွင့်စိမ်းရယ်ကကြက်ဥရယ်ရွှေပဲသီးရယ်ကြော်တယ်ဗျာဒီနေ့အရေးတော့ကတော့ပဲဟင်းဗျာပဲဟင်းကဲအားလုံးပဲထမင်းစားကြပါအောင်တော့အင်္ဂါနေ့နေ့လည်စာလေးပါဒီနေ့တော့အထူး special ကတော့ဒီမှာစိတ်သားနဲ့အာလူပေါ့ဗျာစိတ်သားနဲ့အာလူရယ်တရက်ချင်းရယ်အစိမ်းကျော်ရယ်ပဲဟင်းရယ်လိုက်ဖက်နေပြီဗျာကျွန်တော်ဗီဒီယိုအဆုံးထိကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်ခင်ဗျာ